ပြည်သူစစ်မှုထမ်းအကြောင်းရက်သေးရွာထဲမှာစစ်မှုထမ်းဆိုတာနဲ့အလံတကြားဖြစ်နေတာတွေတွေ့နေရလို့ဒီဥပဒေရဲ့သဘောတရားကိုပြောပြချင်ပါတယ်။ကြိုတင်ပြောထားချင်တာက12/2024မှာအတည်ပြုလိုက်တဲ့ဒီဥပဒေမှာပါဝင်တဲ့အချက်လက်တွေကိုလူတိုင်းအလွယ်နားလည်အောင်ပြောပြရုံသက်သက်ပဲဖြစ်ပါတယ်။လက်ခံခြင်းလက်မခံခြင်းကြိုက်ခြင်းမကြိုက်ခြင်းစတဲ့ဘာအယောင်သွေးမှမပါဝင်ပါဘူး။ဒီဥပဒေကိုသေချာနားလည်ထားရင်ကိုယ့်ကိုပြောချင်တာလားပြောလို့မရတော့ဘူးမလိုလားအပ်ပဲအကြောက်လွန်အစိုးရိမ်လွန်တာတွေနဲ့ဒီအကြောက်တရားအပေါ်မှာအမျက်ထုတ်ခံရတာတွေမဖြစ်တော့ဘူးပေါ့ဒီဟာမှမဟုတ်ပါဘူးဘယ်ဥပဒေဖြစ်ဖြစ်ကိုသေချာနားလည်ထားရင်နားလည်သလိုအကျိုးရှိတာပဲနိုင်ငံသားတွေအားလုံးအနေနဲ့နိုင်ငံမှာရှိတဲ့ဥပဒေတွေကိုလေးစားလိုက်နာဖို့လိုပါတယ်โอเคဆက်လိုက်ကြမယ်ဒီဥပဒေအတိုင်းဆိုရင်ပထမဆုံးအရေးကြီးတဲ့အချက်တစ်ခုသိထားရမှာပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကပဲဆင့်ခေါ်တာစရင်သွင်းတာစစ်စစ်ဖို့ဆင့်ခေါ်တာစစ်မှုထမ်းတာဝန်ကနေရာရီရွှေ့ဆိုင်းခွင့်ပေးတာစစ်မှုထမ်းတာဝန်ကနေကင်းလွတ်ခွင့်ပေးတာစစ်မှုထမ်းစေတာစတာတွေကိုလှုပ်ဆောင်လို့ရပါတယ်ထပ်ပြောပါမယ်ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကပဲလုပ်လို့ရပါတယ်ဒုတိယအချက်အနေနဲ့သိရမှာက OK ကောင်းပြီဒါဆိုပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကဘာလဲဘယ်သူတွေပါလဲပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှာပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဗဟိုဆိုတာရှိပါတယ်ဒီဗဟိုအဖွဲ့ကိုထိပ်သီးပိုင်းပုဂ္ဂိုလ်18ယောက်နဲ့14/2024မှာဖွဲ့စည်းပြီးဖြစ်တယ်နှစ်ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တိုင်းဒေသကြီးတို့ပြည်နယ်ခရိုင်မြို့နယ်ဆိုတာရှိပါတယ်ဒီအဖွဲ့တွေကိုနံပါတ်1ဗဟိုအဖွဲ့ကနေလိုအပ်သလိုဖွဲ့စည်းနိုင်ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲဒီနံပါတ်1ဗဟိုနဲ့နံပါတ်2အဖွဲ့တွေကပဲစစ်မှုထမ်းဆင့်ခေါ်တာနဲ့ပတ်သက်တာတွေလုပ်မှာဖြစ်ပါတယ်။လုပ်တဲ့နေရာမှာလည်းအစဉ်စဉ်လှုပ်ဆောင်ရမယ့်အချက်တွေရှိနေပါတယ်။မောင်ဖြူလာခဲ့ဒီနေ့စရင်သွင်းမနှက်ဖြန်စစ်သေးဝင်အဲ့လိုမဟုတ်ပါဘူး။သိထားဖို့လိုတာတစ်ခုကဒီနံပါတ်1ဗဟိုနဲ့နံပါတ်2အဖွဲ့တွေကပဲစစ်မှုထမ်းကိစ္စတွေကိုလှုပ်ဆောင်မှာပါ။တခြားမည်သူတဦးတယောက်ကမှကိုယ်သဘောနဲ့ကိုယ်ဆင့်ခေါ်ခွင့်မရှိသလိုစစ်မှုထမ်းဖို့ပါအောင်မပါအောင်ပြောလို့ဆုံးဖြတ်လို့လည်းမရပါဘူး။မဲနိုင်တာရွေးချယ်တာမရွေးချယ်တာလည်းလုပ်လို့မရပါဘူး။လုပ်နေတယ်ဆိုရင်ဒီဥပဒေကိုသေချာမသိပဲဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးကြုံလာရင်တရားဥပဒေအရမိမိကိုယ်ကိုကာကွယ်ဖို့လိုပါတယ်။လိုအပ်သလိုပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဗဟိုအထိတိုင်ကြားရမှာပါ။နိုင်ငံသားတဦးအနေနဲ့နံပါတ်1ဗဟိုနဲ့နံပါတ်2အဖွဲ့တွေရဲ့ဥပဒေအတိုင်းအစဉ်စဉ်လှုပ်ဆောင်ချက်အရမိမိကစစ်မှုထမ်းဖို့ဖြစ်လာတယ်ဆိုရင်မရှောင်လွဲပဲဥပဒေကိုလေးစားလိုက်နာပြီးစစ်မှုထမ်းကိုထမ်းသင့်ပါတယ်။တခြားတစ်ဖက်မှာလည်းမိမိကိုစစ်မှုထမ်းဥပဒေအတိုင်းမဟုတ်ပဲသတ်မှတ်ချက်တွေမကိုက်ညီပဲအတင်းအကျပ်လုပ်ရင်မိမိကိုယ်ကိုဥပဒေရဲ့အကာအကွယ်ယူရမှာပါပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဗဟိုအထိအစဉ်စဉ်တိုင်ကြားရမှာဖြစ်ပါတယ်။ဒါကတိုင်းပြည်ကိုချစ်ပြီးဥပဒေကိုလေးစားလိုက်နာတဲ့နိုင်ငံသားတိုင်းရဲ့မွေးရာပါအခွင့်အရေးပါပဲ။တတိယအချက်အနေနဲ့ပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကအစဉ်စဉ်ပါလုပ်မှာလဲ။နှစ်စဉ်ဇန်နဝါရီလမှာရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကရက်ကွက်ထဲမှာကျေးရွာထဲမှာစစ်မှုထမ်းဖို့အသက်အပိုင်းခြားပြီးမိသူစရင်ကိုပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တိုင်းဒေသကြီးတို့ပြည်နယ်ခရိုင်မြို့နယ်ကိုပေးရပါတယ်။ဥပမာရန်ကုန်ရက်ကွက်ဆိုပါတော့ရက်ကွက်ထဲမှာအသက်အပိုင်းခြားဝင်သူလူဦးရေ1000ရှိပါတယ်ဆိုပြီးစရင်နဲ့ပို့ပေးရမှာပါ။ဒါဆိုရက်ကျေးကိစ္စကပြီးသွားပါပြီဒီတိုင်းစရင်ပေးုံမှာပဲဒီလူ1000လုံးစစ်ထဲတန်းဝင်ရမှာမဟုတ်ပါဘူးဒီအထိတင်စစ်မှုမထမ်းရသေးပါဘူးရက်ကျေးကလုတ်ပေးရမှာကဒီအထိပါပဲဒီစရင်တွေကဘသူ့ကိုစစ်မှုထမ်းခိုင်းမယ်ဘသူ့ကိုမထမ်းခိုင်းဘူးဆိုတာရက်ကျေးကဆုံးဖြတ်လို့မရပါဘူးအရက်သေးကကောလာဟာလာတွေလိုမျိုးလူစရင်လိန်တင်မယ်သူတို့ထည့်ကျင်တဲ့လူစရင်မဲထည့်မယ်ဆိုတာမျိုးလည်းမရနိုင်ပါဘူးလာဝကနေတိုက်စစ်တာမျိုးတခြားနည်းတွေနဲ့ပြန်စစ်တာမျိုးတွေရှိနေမှာပါ။ OK ဒါဆိုပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တိုင်းဒေသကြီးတို့ပြည်နယ်ခရိုင်မြို့နယ်ကအသက်အပိုင်းခြားမိနေတဲ့ရန်ကုန်ရက်ကွက်ရဲ့လူဦးရေ1000စရင်ရသွားပြီးဒီပြည်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တိုင်းဒေသကြီးတို့ပြည်နယ်ခရိုင်မြို့နယ်အဖွဲ့ကအဲ့ဒီ1000ကိုဆင့်ခေါ်ပါလိမ့်မယ်။ဆင့်ခေါ်စာပို့ပါလိမ့်မယ်။ဆင့်ခေါ်ပြီးကိုရေးအချက်လက်စတာတွေဖြည့်ခိုင်းပြီးမှတ်ပုံတင်ပြီးရင်မှတ်ပုံတင်ပြီးကြောင်းလက်မှတ်ထုတ်ပေးလိုက်ပါလိမ့်မယ်။ဒါပါပဲဒီအထိလဲတင်စစ်မှု
မထမ်းရသေးပါဘူးဒီလူ1000ဖြည့်ထားတဲ့အချက်လက်ဖောင်တွေကိုကြည့်ပြီးဖြည့်ထားတာမှန်မမှန်စစ်ဆေးမယ်စစ်မှုထမ်းကင်းလွတ်ခွင့်ပေးရမယ့်သူယာယီရွှေ့ဆိုင်ပေးရမယ့်သူနဲ့အပိုင်းခြားလျှော့ရမယ့်သူစတာတွေကိုမြို့နယ်ကနေဗဟိုအထိအဆင့်ဆင့်ဆက်လက်ဆောင်ရွက်နေပါလိမ့်မယ်အဲ့ဒီမှာလူစရင်1000ထဲကနေကင်းလွတ်ခွင့်ရွှေ့ဆိုင်ခွင့်တွေကြောင့်2000 3000စသဖြင့်လျော့သွားပါလိမ့်မယ်ကင်းလွတ်ခွင့်ယာယီရွှေ့ဆိုင်ခွင့်ရနိုင်မဲ့အချက်လက်တွေကတော့စာရှည်မှာစိုးလို့ထည့်မရေးတော့ပါဥပဒေအခန်း3အပိုက်15ခန်း6အပိုက်22မှာဖတ်ပါစတုတ္တအချက်အနေနဲ့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တိုင်းဒေသကြီးတို့ပြည်내ခရိုင်မြို့နယ်အဖွဲ့ကမှတ်ပုံတင်ပြီးသူတွေထဲကနေစီစစ်ပြီးလိုတလောက်ကိုဒုတိယအကြိမ်ဆင့်ခေါ်ပါ